မင်းအောင်လိုက်အာနာသိမ့်နေပြီအာနာသိမ့်နေပြီဆိုတာ तू မှန်လားတော်တော်ဖြေပါသူမှန်လားယူသားပြောရင်တော့तू ကအာနာသိမ့်တယ်လို့မပြောပါဘူးဟုတ်ပါတယ်အာနာသိမ့်တယ်အဲ့ဒါကိုနိုင်တဲ့စီနေအနိုင်ရစိတ်တဲ့နေအာနာသိမ့်မှလို့ပြောရင်သူ့ဘောကအမုန်းဖက်လို့ရှိမှာပါဟုတ်အာနာထိနေလို့ပြောပါထိနေဆို तू အာနာထိပိုင်ခွင့်ရှိလားသူလုံပိုင်ခွင့်နဲ့သူလုံနေတာပေါ့နော်လုံပိုင်ခွင့်ကဘာလို့အဲ့ဒါဒီဦးစင်းကလည်းဝင်ပြောလိုက်လို့ရှိရင်မသိဘူးမဟုတ်လားအဲ့ဒါမသိတယ်ဝင်မပြောတော့ဘူးမှားတယ်လားမှန်တယ်လားဦးစင်းကတော့အမှန်မှားခြင်းမှန်ခြင်းကိုရှောင်နေလိုက်တယ်အဲ့ဒါမျိုးကရှင်ဘုရားတို့ရဲ့ဒီပရမတ္ထသစ္စာသမားတွေရဲ့ယူထားပြအဲ့ဒါတွေကြောင့်အာနာရှင်တင်ကြီးကဘာမှအဲ့လိုဆိုရင်ကကဲဆရာကြီးစညာနာကြောင့်ကဲဘလို့မြင်တော့မှားတယ်လို့ပြောရလားပြောတာပေါ့ပြောပြီးတော့အဲ့ဒါကိုကဲဘလို့လုပ်ပေးနိုင်လဲဘာကထိုင်ပြောနေလို့မရဘူးလေဗန်ပုံမှုရှိသလားဘူးတွန်းလှန်မှုတွေပေါ့ဝင်ရောပါဝင်လားပြောတော့ပါဇက်သမားပဲပါဇက်နဲ့ပဲပြောနေပါအဲ့ဒါပြောတာပေါ့အေးပါဇက်နဲ့ပြောပါပါဇက်နဲ့မလွယ်ဘူးကိုရောလည်းပါဇက်နဲ့ပဲပြောပါပြောပါတော့မပြောဘူးမဟုတ်လားပြောတယ်ဘယ်လိုတော့မှားလားဟောဒုက္ခပဲမင်းအောင်လိုင်းရဲ့လို့ဦးဇင်းမပြောဘူးတိုင်းပြည်တစ်ခုတိုးတက်ဖို့အတွက်ဘယ်လိုလုပ်တင်လဲဆိုတဲ့ဟာပဲပြောတယ်လုံနေတဲ့သူရဲ့အမှားတစ်ခုလုံနေပြီဆိုဒါမှားနေတယ်လို့တော့မပြောတတ်ဘူးလားအဲ့ဒါအောင်မြင်လောက်အောင်ကိုယ့်ရဲ့ပြောစကားကပေါက်ရောက်လောက်အောင်မလေးကိုစကားရချင်းမရှိပဲနဲ့ကိုစကားကတော့ဆိုကြပါစို့တပည့်တော်ပြောရဲ့တပည့်တော်ကတပည့်တော်ဟာဥက္ကဋ္ဌတက်ကဒီလိုပြောသွားတယ်လို့ဟောရှင်ပြောပဲအဲ့ဒီလူကလည်းဟောဘယ်လိုပြောသွားတယ်နဲ့တဖြည်းဖြည်းတယောက်ကစတရားပြန့်သွားမှာပဲမဟုတ်လားဒီကနေ့ဒီဓမ္မဝိဟာရီရှင်ညာနာရဲ့တရားတွေအဲ့လိုဖြစ်ခဲ့ပြီလားဖြစ်နေတာပဲဟုတ်တယ်လေဒါအဲ့လိုပဲဖြစ်နေတာပဲခုနတန်းမြင့်ဝေလည်းမရှိတော့ဘူးလို့မြင်းဝင်းမောင်လည်းမရှိတော့ဘူးအဲ့ဒါကထားတော့အကြောက်လွန်သွားတဲ့အော်လာကြီးကဒုက္ခမဆရာကြီးဥယျာဉ်ဟောအဲ့တော့ဦးစင်းကိုပြောတာဘန်တထေးဥယျာဉ်အောင်လို့ပြောခဲ့သလားလို့ပါပြောပါဦးဘန်တထေးလည်းမဟုတ်ပါဘူးအဲ့တော့ဘလူလေဦးစင်းရတယ်ဦးစင်းကဘန်တထေးဥယျာဉ်အောင်အော်လာကဥယျာဉ်အောင်နဲ့အဲ့လိုတစ်သက်တည်းလို့ဖြစ်မိနေတယ်ဟုတ်ပါဘူးမန်းလေးမှာပြောတော့လေဟုတ်ပါတယ်သူကဘန်တထေးမဟုတ်ပါဘူးသူကဆေးဆရာပဲဥစ္စာဟုတ်လားရဒုက္ခမဆေးဆရာကြီးပါပဲအဲ့တော့နေလေဟုတ်ပါတယ်ဩဦးစင်းကမျက်စိတဲ့ဘန်တထေးဥယျာဉ်အောင်ဆိုအဲ့တော့သူကမြောက်ရီဘာမှဘယ်မှလောက်တယ်နဲ့တူတယ်။မဟုတ်ပါဘူး။မြောက်ရီဘာမှလောက်တာကသူ့နဲ့အဖော်ဖြစ်တဲ့ဥယျာဉ်စိန်။ဥယျာဉ်စိန်ကဘန်တရီဥယျာဉ်စိန်လို့ပြောတယ်။ဒီလည်းမဟုတ်ပါဘူး။သူကလည်းပဲဘန်ရဲ့ဒါရိုက်တာလောက်ပါပဲ။ဟုတ်တယ်။အခုရှိသေးလားဥယျာဉ်စိန်။ရှိပါတယ်ဗျာဥယျာဉ်စိန်။အဲ့ဒီဘာမှတော့မလောက်တော့ဘူးလေငြိမ်းစားတော့ဖြစ်သွားပြီပေါ့။ဟုတ်တယ်ဥယျာဉ်စိန်နဲ့ဥယျာဉ်အောင်နဲ့ဦးစင်းအဲ့တော့ဥယျာဉ်အောင်အရင်တော့ဘာမှအလုပ်လုပ်တယ်နဲ့သူအဲ့လိုအမှတ်မထားမိတာ။ဆိုတော့ဥယျာဉ်စိန်ကလာသေးလားပြင်းစိန်လဲလာနည်းနည်းကလေးပဲလာပါတယ်မလာတော့ဘူးလို့ပြောပါလက်မခံတော့ဘူးလားလက်မခံဘူးလို့ဆိုတာတော့ဒီတော့ဆိုကြတော့ဥက္ကမောင်တက်ဒီယူဆနေတယ်ဆိုတာသိရတာနဲ့လည်းပဲဥက္ကမောင်တက်လာမယ်ဆိုတော့လာပါဗျာဥက္ကမောင်တက်လို့ပြောတာပဲမဟုတ်လားလက်ခံပါတယ်ဗျာဒီတော့လက်မခံဘူးလို့မရှိပါဘူးဒါဟုတ်နော်ဥက္ကမောင်တက်ရဲ့အယူဆဆိုလို့ရှိရင်စောင်းနဲ့ရေးထားဆိုလို့တော့ဖျောက်ထားအဲ့လိုဖြစ်လိုက်မှာပေါ့နော်ကဲလူကိုယ်တိုင်ကတော့စောင်းမှမဟုတ်ပဲလူတယောက်နဲ့တယောက်ကတော့ခင်မရသေးတာဆိုတဲ့ခါကျတော့လာမယ်လို့လာပါဗျာဒီလိုပြောတာမဟုတ်လားဟုတ်တော့လားလာပါဗျာလို့တကယ်ကိုယ်တာတွေ့ကြပါလေတွေ့သိထားတဲ့သူချင်းပဲဆိုပြီးတော့ဟုတ်နော်အဲ့လိုပါပဲဘုသူ့ဟိုဘဒီကတော့ငါလက်မခံဘူးလို့မရှိပါဘူးဟောဒီတော့မြေကြီးသားထောင်ကလွတ်လာမြေမောင်ဒီတော့ဒီ3ခေါက်လောက်လာတွေ့ပါတယ်ရန်ကုန်ထဲမှာနေတော့ပေါ့နော်ဒါတွေ့အေးပေါ်ကွာပါပြီလေညာပြီလေပြောလိုက်တာပါပဲဒီနာထောင်နေမန်းလေးထောင်ကနေလွတ်လာတော့ပေါ့ဗျာနောက်ဆုံးပိတ်ထောင်လေးလွတ်လာတော့လွတ်လာတော့ရန်ကုန်မှာလာနေသေးတယ်ရန်ကုန်မှာနေကြမှာမရှိဘဲနဲ့ရန်ကုန်မှာအိမ်တိမ်မှာနေရတာပေါ့နော်ဘလူးအိမ်လည်းမသိဘူးကြည်တောင်းဆက်ကိုကြည်တောင်းဆက်သူရဲ့အိမ်ဟောအေးအဲ့တော့တတိယရလာပြီတို့ကောင်တင်ပေါ်လဲထောင်ပိုင်းလာတယောက်ရှိသေးတယ်တောင်ကအဲ့ထောင်ပဲမဟုတ်ပါဘူးဗျာအဲ့ထောင်ပဲရတဲ့မှာပဲသူကသူပါပဲနာမည်ပြသူသူတည်းဥမြင့်တာကိုမင်းလည်းရှိသေးလားရှိပါတယ်ဗျာသူကရေးနေမှာဖြစ်ပါတယ်အေးတတိရတယ်ဟုတ်ပါအဲ့ဒါကြောင့်အဲ့မှာဖုန်းနံပါတ်ဆရာလေးဆိုရှိလားရှိအေးကျေးဇူးပဲဆရာလေးရဲ့ဘာလို့ဦးစင်းကမိတ်ဆွေတွေတော့တတိရပါတယ်ယုံကြည်ခြင်းနဲ့မတူတာလည်းသူတို့အပိုင်းတော့ဦးကမောတဲ့ရေးပြောရမယ်ဆိုမိတ်ဆွေတွေကိုတတိရတယ်ဆိုတာတော့လည်းပဲရမှာပါပဲဒါပေမဲ့လို့လည်းပဲအကြောင်းပေါင်းမသိတဲ့သူမိတ်ဆွေတွေကသိမပေါင်းတယ်တိတ်ပေါင်းလို့လည်းဘာမှကြုံထူဥက္ကမောင်တဲ့ကျုပ်စီကိုလာအကျိုးလိုချင်လို့ပေါင်းနေတာတဘောဟုတ်တယ်အကျိုးလိုချင်လို့ပေါ့မိတ်ဆွေတွေပေါင်းရတယ်ဆိုတာအတ္တမဟုတ်ဘူးလားအတ္တမကောင်းတယ်ဥက္ကမောင်တဲ့အတ္တမကောင်းတာ
အနတ္တဆိုတာမကောင်းတာဥက္ကမောင်တက်တို့ကအနတ္တကိုတခါတည်းခေါင်းဆိုင်နေကြတာဗျခေါင်းဆိုင်နေရင်တော့ပဲလာပါပဲမတူတာလည်းပိုထင်ရှားလာတာဟုတ်တယ်အဲ့တော့ပြောမဆွေကတော့ကိုကျိုးကိုမျောကိုပြောလောက်ရတာပေါ့အကျိုးမရမဲ့ဟာကြီးမှန်သိရတာနဲ့လုံနေရင်တော့ဒါအနတ္တရောက်တာပဲဥမာတကူပဲထွက်လေဝင်လေရှုနေလို့အကျိုးမရဘူးအကျိုးမရဘူးဟာအကျိုးရမှာပဲဆိုပြီးတော့လုံနေလို့ရှင်ကတော့ထွက်လေဝင်လေကယူမကုသို့မဟုတ်လားဟုတ်လားမှန်တယ်ပြောတော့အဲ့ယူပကုသို့အာယုပကုသို့ရဲ့လို့ဦးဇင်းတော်ပိုင်းခြားပြီးတော့နားမလဲပါဘူးအေးပေါ့နားမလဲအဲ့ဒါလည်းခက်တာပဲခက်တာဒီလိုပါအဲ့ဒါကိုကိုကကုသိုလ်ကကိုပိုင်းခြားရင်လို့ပိုင်းခြားလိုက်တယ်ဆိုရင်စကားပြောရင်အမားကြီးပါတော့ပါလိမ့်မယ်ဦးဇင်းကတော့ဖြစ်စဉ်နဲ့အခြေအနေပဲတင်ပြခြင်းပါတယ်အဲ့ဒါတွေကိုနောက်အေးစေးဆွေးနွေးမယ်ဆိုရင်တက်ဆွေးနွေးဖို့အတွက်အားလုံးလည်းဖိတ်ချင်ပါတယ်ဒီမှာလည်းလာဆွေးနွေးလို့ရပါတယ်မှန်တော့ဥက္ကမောင်တဲ့ဥက္ကမောင်တဲ့ဒီလာပြီးဘယ်တော့မှဆွေးနွေးမနေနဲ့ဆွေးနွေးနေလဲဥက္ကမောင်တဲ့ဘယ်တော့မှဥက္ကမောင်တဲ့ကျတို့ရမှာမဟုတ်ဘူးလို့ဆိုတော့လူချင်းတို့လာတာမဟုတ်ဘူးလေအဲ့ယူလက်ခံမှုလာတာမဟုတ်ဘူးဟုတ်တယ်သူအတိကိုအတိကိုညှိနှိုင်းနေတာလဲဓမ္မတဝနာဓမ္မတာကိစ္စရှိကြတယ်မှန်တော့အဲ့ဒီဟာလည်းပဲတာကိစ္စကိုမဖြစ်ဘူးလို့ပြောကြဆိုပေါ့နော်ကိုပြောချင်တာဟုတ်တယ်ဆိုလိုတာတော့ဖြစ်ဥက္ကမောင်တက်တို့အခုသိနေရတဲ့ဓမ္မဟာဗုဒ္ဓဓမ္မမှာမဟုတ်တာကြီးထေရဝါဒဓမ္မပဲဗျအခုသိနေတာဟာလေထေရဝါဒဓမ္မဆိုတာအဘိဓမ္မာဟာထေရဝါဒဓမ္မဗျဗုဒ္ဓဓမ္မမဟုတ်ဘူးဗုဒ္ဓအဘိဓမ္မာကိုမဟောခဲ့ဘူးထေရဝါဒကပဲအဘိဓမ္မာကိုဟောခဲ့တာအဲ့ဒီထေရဝါဒရဲ့အဘိဓမ္မာဓမ္မကိုဒီတိရိဓမ္မတော့ကလက်ထက်မှာတတိယသင်္ဃာယတာတင်တဲ့အခါကျတော့သာသနာတွေကိုသင်္ဃာယတာတွေကိုထည့်တင်လိုက်လို့ပိုင်းခြားလိုက်တဲ့သဘောပါအရင်တော့သူကပိဋကသုံးပုံဆိုတဲ့နေရာမှာခုနပြောလို့ပေါ့ဓမ္မနဲ့ဝိနည်းပဲရှိတာဟုတ်တယ်အဲ့ဒါဓမ္မမှာတကထပ်ပြီးနှစ်ပုံထပ်ကွဲတဲ့သဘောနဲ့ဝိနည်းနဲ့သုံးပုံဆက်ပြောလိုက်အဘိဓမ္မာနဲ့ဓမ္မအားလုံးဝခြားထားတယ်အဘိဓမ္မာနဲ့ဓမ္မနဲ့ဝိနည်းရှိတဲ့အထက်မှာလို့ဓမ္မအဘိဓမ္မာနဲ့ဟိုစားနဲ့တုတ်တန်နဲ့ခွဲတာဟုတ်ပါတယ်ဒါဝိနည်းဆိုတာကတော့တကယ်ကြတော့ဟိုတဲ့တောင်မဟုတ်ပါဘူးဘုရားရဲ့ဒေသနာတောင်မဟုတ်ပါဘူးသူကတော့ပညာချက်ပဲဖြစ်ပါတယ်ဒါပေါ့အားလုံးကပညာချက်စည်းကမ်းပေါ့အားလုံးကပညာချက်မဟုတ်ဘူးဒေသနာကတော့ပညာချက်မဟုတ်ဘူးဒေသနာကတော့ဒေသနာပဲပညာချက်ကတော့ဒါမလုပ်ရဘူးဒါလုပ်ရဘယ်လိုဖြစ်တယ်နဲ့သူ120ရတဲ့အချိန်မှာယဟန်သမဏတွေရဲ့ကိုယ်ကဖြစ်တဲ့အနေအထားတွေပေါ်မှာမှီပြီးတော့ဒါအကြီးကထုတ်ခဲ့တာပေါ့ဗျာဒါမှတော့လေဒီလိုပါဦးဇင်းလူဘဝတခါကြီးခေါ်ခဲ့တယ်အခုဦးဇင်းယဟန်ဖြစ်သွားပြီအရင်တော့ရှင်ညာနာပဲအခုတော့ဦးဇင်းကဆရာကြီးဆိုတဲ့ဂုဏ်ပုဂ္ဂိုလ်ဦးဇင်းကပဲခေါ်မဲဆိုတဲ့စိတ်နဲ့လာခဲ့တာပါဦးဇင်းကလည်းတခါကြီးလို့မခေါ်ရက်ဘူးမခေါ်ခြင်းဘူးမခေါ်လို့ဘာကြောင့်လဲဆိုတော့ရှင်ညာနာရဲ့တက်နိုင်သမျှအခုလှုပ်ထားတဲ့အခရုပလီအတိုင်းဝိုင်းလေးရှိခဲ့တော့ဓမ္မမိတ်ဆွေနေနဲ့အခုမြင်တွေ့ရတဲ့အတိုင်းဦးဇင်းဟာဟိုရင်နဲ့အချိန်ချင်းပြောခဲ့သလိုဗုဒ္ဓကိုရင်ဆရာတော်ဟာခုနသုံးသက်ခံရတဲ့အဝါရောင်ပဲပြောထေရဝါဒပဲဆူကိုယ့်ရဲ့ငြိမ်းချမ်းမှုနဲ့နယ်ပယ်နဲ့သိကျင်တော့ဥစ္စာစီလာလို့ရသလိုအဲ့လိုပဲမိုးကုတ်ဆရာတော်ဖျားကြီးရဲ့တရားတွေအခြားသောဆရာတော်ရဲ့တရားတွေဟာဥစ္စာလက်ခံနိုင်တဲ့တရားတွေဖြစ်တယ်သို့တော့လက်ခံခြင်းလက်မခံခြင်းခုနလူသားဝါဒအနေနဲ့ခရိယန်နဲ့ဗုဒ္ဓဘာသာနဲ့တွေ့ရမယ်အစ္စလာမ်နဲ့တော့တွဲလို့ရရင်ဒီဆရာကြီးရှင်ညာနာရဲ့တရားတွေလည်းလေ့လာလိုက်စားလို့ရတယ်သို့တော့ခုနလိုဝါရမိုင်းတိုက်ခံရခြင်းရဲ့ပြဿနာတွေကဘာလဲဆိုတော့စာရေးသားကောင်းတယ်အပြောကောင်းတယ်အဲ့ဒီလူတွေကဝါရကြီးထွားသွားတတ်တယ်ဝါရကောင်းလို့ဆိုတတ်တဲ့အဲ့ဒီအပြောကောင်းတာအရေးကောင်းတာခုနပြောတဲ့မြင့်သိန်းထွန်းပေါ်သွားပြီဟုတ်လားဦးမြင့်သိန်းထွန်းသုံးလုံးမြတ်သိန်းထွန်းဦးမြတ်သိန်းထွန်းရပါပြီမြင့်မဟုတ်ဘူးဦးမြတ်သိန်းထွန်းဟုတ်တယ်ဒါဦးဒါဦးစင်းမှာလေ့လာခဲ့တယ်သူတို့ဒီကာမဂုဏ်ကိစ္စတွေရောဥမြန်သိန်းတို့ဒါနိုင်ငံတော်ကနေပြီးတော့သံဃာနာကအဖွဲ့ကနေပြီးတော့ဝန်ခံလက်မှတ်ထိုးတော့သူတို့အဲ့ဒါ၄မျိုးရှိပါတယ်အခုရှင်ညာနာပဝင်က18မျိုးအားလုံးပေါင်း22မျိုးဝိနည်းဆရာအရမဝါရအနေနဲ့တတ်မှတ်ခဲ့ရမှာခုနလိုဒီအောင်မလိုက်နာဘူးဆိုတော့အားလုံးထောင်ချဥပဒေရရေးဟုတ်ရှင်ညာနာဆိုတာဓမ္မနဲ့အာရမနဲ့သူဆုံးဖြတ်ချက်မရှိဘူးဝိနည်းနဲ့ဆုံးဖြတ်ချက်ပဲရှိတယ်တပည့်တော်ကိုသူတို့ဓမ္မနဲ့အာရမနဲ့သူတို့ဆုံးဖြတ်နိုင်ခဲ့ဘူးစောက်တယ်မှာတော့ပါတယ်နော်
ပါရာတော့သူတို့ကသူတို့လှုပ်ထားတာပဲဟုတ်တယ်တကယ်တည်း ဖတ်ပါဆိုလည်းမဖတ်ဘူးသူတို့လှုပ်တော့လည်းလက်မခံဘူးနဲ့ပြောတယ်ဖတ်ပါဆိုလည်းမဖတ်ဘူး ကိုကတရားခံကြီးဥစ္စာကြီးပဲကိုယ်တိုင်ဘက်မှာအလုံးမခံရတဲ့ဥစ္စာကြီးပဲ ကိုမခံမှုဆိုပြီးတော့ရမ်းပြောလို့မရဘူးလေ ရမ်းပြော လူရမ်း ရမ်းပြောတာ လူများနဲ့နေမယ်လေ ကိုကတရားခံဆိုရင်ကိုယ်ခေါ်ပြီးတော့သူတို့ဆုံးဖြတ်မှာပေါ့ အဲ့တော့ သူတို့ကိုယ်ခေါ်ပြီးတော့လည်းမဆုံးဖြတ်ဘူးလေ ကိုခေါ်ပြီးဆုံးမပြတ်တာမလာဘူးဆိုပြီးတော့ မဟုတ်ဘူးကိုကသူတို့မဆုံးဖြတ်ခင်ကတည်းကသူတို့အရင်ထေရဝါဒထွက်လိုက်တာဆိုကြပါစို့ကိုဝိနည်းနဲ့သူတို့တရားဆွဲလိုက်တာဟုတ်ဒီတော့သူတို့ဓမ္မအာဓမ္မနဲ့ပထမဆုံးတရားဆွဲတဲ့ထဲမှာဒီလိုပါတယ် အဲ့တော့ ဒီတော့သူတို့တရားဆွဲတာဓမ္မအာဓမ္မနဲ့ဆွဲတာနော်ဓမ္မအာဓမ္မနဲ့ဆွဲတဲ့အခါကျတော့သူတို့ကမဆုံးဖြတ်နိုင်ဘူးအဲ့ဒါဆုံးဖြတ်ရင်ဒီတော့အသာပေးရဒီတော့အသာပေးရမှာဆိုတဲ့အခါကျတော့သူတို့အဲ့ဒါယူမဆုံးဖြတ်နိုင်ဘူးမဆုံးဖြတ်နိုင်တဲ့အခါကျတော့ဘယ်နဲ့လုံမလဲဒီတရားထုံးကြီးကမပြေဘူးလို့ဆိုလို့ရှိရင်တော့ခက်ကြောပေါ့ဆိုပြီးကြလားဒီတော့ကိုသူတို့ကနေပြီးတော့ဒါဟိုဖြောက်တော့တာလေတရားလူဖြောက်တော့တာမှန်တော့တရားထုံးပြောက်သွားအောင်သူဖြောက်တာတရားလူဖြစ်တဲ့ဒီတော့ကိုသာသနာတော်တွေကနေပြီးတော့ပါရာဇိကကြတယ်ဆိုပြီးတော့သူတို့လှုပ်တော့တာမဟုတ်လားဝိနည်းနဲ့ဆုံးဖြတ်တာနော်အဲ့လိုဆုံးဖြတ်တယ်ဒါဓမ္မဆုံးချိန်အဲ့လိုပဲတို့ပါရာဇိကကြတယ်လို့ဆုံးဖြတ်ရင်တော့တို့ကျတို့ပါရာဇိကကြတယ်လို့မဆုံးဖြတ်ခင်ကတည်းကအဲ့လိုဆုံးဖြတ်ရဲ့ဒီတော့ထေရဝါဒကိုစွန့်တော့မှာဖျားလို့ဆိုတော့အတိအကျသူတို့ပြောထားတာကဘာအေးကိုလည်းပြောတယ် အဲ့စာရစာရနေရှိသေးလား ရှိတယ်ရှိတယ်ဆိုတာကတော့ကျုပ်တို့ရဲ့ဒီတပတ်ဝရတွေဏိဒန်းလို့ဆိုတဲ့စာအုပ်ကြီးထဲမှာရှိတယ်ဒီလိုရေးထားတဲ့ဟာပေါ့နော်အဲ့ဒါရှိတယ်အဲ့တော့ဆိုလိုတာကတော့ဖြင့်အဲ့လိုမျိုးလို့ဒီတော့ကရှင်ပြားတို့ဆုံးဖြတ်ရင်ဒီတော့ကဟောတာထေရဝါဒကိုဒီလိုစွန့်တော့မှာပြလို့ဘာလို့ဆိုထေရဝါဒတဲ့နေတရားလဲဟောမှာမဟုတ်ဘူးလို့မဟောရရဲ့ဒီတော့ရဲ့ပန်ကန်တဲ့တရားလဲတင်ပြခွင့်မရှိဘူးဆိုရင်ဒီတော့အပူပဲဖြစ်ပါအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်ဒီတော့ကတော့ထေရဝါဒကိုစွန့်တော့ပါထေရဝါဒကိုစွန့်ရင်ဘာလုပ်မှာလဲဆိုဗုဒ္ဓဘာသာတွေကပိစုပန်ကမ္မဝါဒဗုဒ္ဓဘာသာဆိုပြီးတော့ဒီတော့ပြောင်းပြီးခံယူသွားတော့မှာလို့ပြောတယ်သူတို့ပြောလဲသူတို့ကတော့ဆုံးဖြတ်တာပဲဆုံးဖြတ်တဲ့အခါကျတော့ဟောဒီတော့ကိုသူတို့ကပထုတ်လိုက်ပြီပထုတ်လိုက်တော့အဲ့ပထုတ်တဲ့နေ့မှာပဲပိစုပန်ကမ္မဝါဒဗုဒ္ဓဘာသာဖြစ်နေခံယူကြောင်းထေရဝါဒဗုဒ္ဓဘာသာဖြစ်နေစွန့်လွတ်ကြောင်းဆိုပြီးတော့ကဘာအေးကိုလည်းပို့တယ်နိုင်ငံတော်တန်ခါနိုင်ငံတော်သမ္မတကြီးစီလည်းပို့တယ်ဥက္ကဋ္ဌကြီးစီလည်းပို့တယ်ပါတီသုတေသနဌာနလည်းပို့တယ်သာသနာရေးဝန်ကြီးဌာနလည်းပို့တယ်အဲ့ဒီဘိတုတွေကိုနော်ကဲအဲ့လိုဆိုဒီလိုတော့တရားဝင်နေမဟုတ်လားတရားဝင်နေဆိုတာဒီလိုတော့ထေရဝါဒဘာမှလုပ်လို့မရဘူးဟောဆိုသူတို့ထေရဝါဒတရားမှမဟုတ်တာမဟုတ်လားအဲ့ဒီလိုတော့သူတို့ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလေဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အခါကျသူတို့တရားမှမဟုတ်ပဲခရိယံကိုသူတို့ဆုံးဖြတ်ပိုင်ခွင့်ရှိလားထေရဝါဒခရိယံဟာသူတို့နဲ့မတူဘူးနော်သူတို့နဲ့ဒီလိုပါဒါဥစဉ်မြင်ရတော့ခရိယံသူတို့မတူဆိုခရိယံတောင်မှပဲဘုရားဘာသာကျမ်းစာတွေကစကလုံးတွေကိုဟောထားအဲ့ဒါပါရီထားဆိုလိုတာသူတို့ကမဆုံးဖြတ်နိုင်ဘူးဟုတ်လားခရိယံကိုဆုံးဖြတ်ခဲ့ဘူးနော်အဲ့လိုမဆုံးဖြတ်တာလိုက်ထားသူလားခရိယံကသူတို့ဘာသာမဟုတ်တဲ့အတွက်သူတို့ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးသူတို့ရဲ့ထေရဝါဒဘာသာထဲမှာပဲထေရဝါဒဝိနည်းချဆုံးဖြတ်လို့အထိပ္ပယ်တက်ရောက်တယ်အဲ့တော့သူတို့ကမှဆုံးဖြတ်တာမဟုတ်ဘဲနဲ့ဆိုရင်ကတော့ဒီလိုတော့ဘယ်လိုလုပ်ရဖြစ်ပါ့ဒါပဲအဲ့လိုဆိုတော့အဲ့ဒီဆုံးဖြတ်ချက်ဟာဒီလိုနဲ့မဆိုင်ဘူးဒါပဲအဲ့ဒါဝင်းနဲ့ပဲကိုကခံရတယ်ဟုတ်တယ်ဆိုတော့ဒီလိုပါအဲ့ဒါနဲ့ပတ်သက်လို့လဲဟို Facebook Internet ဒီမှာဖတ်ယူလေ့လာတဲ့သူတွေရောဒါအိနဲ့ပတ်သက်ရင်ပြောစရာတွေအများကြီးဖြစ်တာတွေအချက်လက်တွေအများကြီးပါပဲခုနကလိုကိုယူသူယူဆိုတော့ခုနကလိုဒီနေ့ဗုဒ္ဓဘာသာရဲ့အောက်မှာကဟိုဘယ်လိုစပြီးအတိုင်းသွားရင်တော့ခုနကလိုရန်ခံတယ်ရန်ပြူတယ်ရှိတယ်အကုန်လုံးအခုဒီမှာရှင်ညာနာအနေနဲ့တော့ကိုအဖြူအဝါချုပ်ပြီးအပြာဝတ်လိုက်တယ်ဒီရဲ့အပြာဝတ်ချင်းရဲ့ဂုံလူဝိသေသခုနလိုလူစတင်ပြီးတော့ဖြစ်တဲ့သဘောတဘာဝတွေမရှိဘူးပေါ့ဥဒ္ဒနာ၅ပါးရှိမှဟိုရန်ခံရတယ်ပစ္စံတွေရမှာဆိုတော့ဒါတွေကကြတော့မှန်တယ်မြောက်တော့ကိုဖျားလုံးတူဖြစ်သွားတာအဲ့လိုပဲပြောရမလား